ဒီနေရာကတော့တာချစ်လိမ့်မဲဆိုင်နိုင်ငံနေဆက်ချောင်းဖြစ်ပါတယ်ဟောဒီနေရာမှာကတော့တန်စကားတွေကိုအကာလုပ်ပြီးတော့အထဲမှာကြောက်တုံးကြီးကြီးတွေကိုထည့်ထားတာကိုတွေ့ရပါတယ်ဒီနေ့အန်တီနန်းကဆေးရုံရဲ့ချိန်ရှိလို့မဲဆိုင်ကိုအစောကြီးလာရပါတယ်အန်တီနန်းတို့ရောက်လာတဲ့အချိန်မှာကျောင်းသားတွေကသူတို့ကျောင်းရှိတဲ့ဘက်ကိုသွားတဲ့အချိန်မှာအန်တီနန်းတို့ကားကိုခိတာရက်ခိုင်းထားပါတယ်ဒီမြင်ကွင်းလေးကိုကြည့်ပြီးစိတ်ထဲမှာပီတိတစ်မျိုးလေးခံစားလိုက်ရပါတယ်တကယ်ကိုအေးစီလီရှိလိုက်တာနော်ကျောင်းသားတွေဟိုဖက်လန်းကိုရောက်ကုန်ပြီဆိုမှအန်တီနန်းတို့ကိုထွက်ခွင့်ပြုပါတယ်ဆေးရုံကအကျောင်းရဲ့အပေါ်ဖက်မှာရှိတာမို့လို့ပါတွိစစ်ပြီးတာနဲ့အန်တီနန်းတို့လည်းမနှက်စာစားဖို့မြို့ထဲကိုထွက်လာပါတယ်မြို့ထဲရောက်တော့အခုလိုထူဆန်းတာလေးတွေ့လိုက်ရတော့လေအန်တီနန်းကထုံးစံအတိုင်းအမှတ်တရလေးရိုက်ယူထားလိုက်ပါတယ်နော်ဒါကမုံတယ်လာမှာဖြစ်ပါတယ်ကြည့်ပါဦးသူတို့ဘာလုပ်မယ်တော့မသိဘူးပေါ့နော်ဟိုမလေးရှိသေးတယ်ဘာများလုပ်မလဲမသိဘူးလမ်းလေကောင်းပါကြီးဘာလုပ်မလဲမသိဘူးနော်ဖေနော်အော်ကျင်းကျင်းတာရေပိုက်လုံးကြီးလမ်းလေကောင်းမှာတမျိုးချထားတာသူတို့ဘာလုပ်မလဲမသိဘူးနော်ရှိပဲကြီးလေအကြီးပဲအိုးဟိုးအရှိမတွေးနေရတာကတော့မုံတယ်တရားဖြစ်ပါတယ်အဲ့ဒီမုံတယ်တရားကအရင်မိုးကြီးတုန်းကရေကြီးရေရှမ်းဖြစ်ပြီးတော့ဒီတရားကပျက်စီးသွားတာပါဒီမှာအခုတို့ပြန်ပြီးတော့မှအစ်စ်ပြန်ပြုပြင်နေပါတယ်ဟောဒီမှာရေးထားတာကတော့ what မုံတယ်လို့ရေးထားပါတယ်နော်အန်တီနန်းတို့က3လတစ်ကြိမ်ဆေးရုံရက်ချိန်အများကြီးရှိပါတယ်29ရက်နေ့မေလတုန်းကထိုင်ရောက်လာတော့ထူဆန်းတာကိုထပ်ပြီးတွေးလိုက်ရပါတယ်။အော်ဘက်ခရူးရဲ့နဲ့လမ်းအလယ်မှာဖောက်တာကိုထူဆန်းတာတခုကလမ်းပျက်စီးသွားတာလည်းမမြင်ရဘူး။ကြည့်အောင်ဒီမှာအနက်ကြီးသူတို့တူးထားတာအခုလိုလမ်းပြုတ်ပစ်နေတဲ့အချိန်မှာဆိုရင်ကားကိုတတိထားပြီးတော့ဖြည်းဖြည်းချင်းပဲမောင်းနေရပါမယ်နော်။ကြည့်အောင်ပိုက်လုံးဆိုတာကလည်းနဲဟိုင်မဟုတ်ဘူးနော်အရှိကြီးအကြီးပြီးတော့ထူလဲအရန်ထူတယ်မကြည့်အော်ရနော်တွေးစစ်ဖြစ်ရလဲကောင်းပါတယ်စားဖို့စီလဲ3လစာထပ်ပြီးပေးလိုက်ပါတယ်နော်ညနေဆောင်ရောက်တော့လဲကိုယ်နိုင်ငံကိုပြန်လာပါပြီကြည့်ပါဦးဒီကားတန်းရှိတွေကတူတူမဲဆိုင်ကိုပြန်ဝင်မဲ့ကားတန်းရှိတွေပါနော်များကြီးကြည့်ပါဦးတွားရင်လာရင်နဲ့ခုနကရေပိုက်လုံးကြီးအကြောင်းကိုပြန်ပြီးတတိယမိတဲ့အချိန်မှာတော့ပြီးခဲ့တဲ့2024ခုနှစ်တုန်းကရေကြီးရေရှမ်းဖြစ်လို့ဟောဒီလမ်းတွေဆိုတာလဲအများကြီးပျက်စီးခဲ့ရပါတယ်အခုတော့အစ်စ်ပြန်လဲတိဆောက်ထားတဲ့အရှိကနာယီစင်ကြီးကလည်းခညာထေဝါစွာနဲ့ကျူဆူလို့နေပါတယ်နော်ပြီးခဲ့တဲ့2024မှုတွင်ကာလကိုပြန်တွေးမိရင်ဆုံးရှုံးခဲ့တာတွေကများလွန်းလို့အရန်ကိုရင်မောရတယ်ဝမ်းလဲဝမ်းနေရတယ်အခုပြန်တွေးမိတော့လေအစ်စ်အတိုင်းပဲပြန်ခံစားနေရပါတယ်အခုလေမှုတွင်ကာလရရောက်တော့မှမို့အရင်လိုမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းအခါခါဆုတောင်းနေမိပါတယ်ရှင်